အားလုံးပဲမင်္ဂလာပါရှင် Go with Sam from USA ကနေပြန်လည်နှုတ်ခွန်းဆက်လိုက်ပါတယ်နော်ကဲဒီတစ်ခါဆန်တို့မျိုးကနေကားနဲ့3နာရီလောက်မောင်းပြီးသွားရတဲ့ Illinois ပြည်နယ်မှာအကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ရှီကာဂိုမြို့ကိုသွားလည်တာပဲဖြစ်ပါတယ်ဆန်နဲ့တူလိုက်ပြီးကြည့်ပေးကြပါဦးနော်ဒီချီကာဂိုမြို့လေးဆိုလို့ရှိရင်မီရှီဂန်ရေကန်ကြီးရဲ့တောင်ဘက်ဆုံးမှာတည်ရှိပြီးတော့ Northwestern, Loyola, Chicago တက္ကသိုလ်အစရှိတဲ့နာမည်ကျော်တဲ့တက္ကသိုလ်တွေတည်ရှိတဲ့မြို့လေးဖြစ်ပါတယ်။အဲ့ဒါအပြင်အနုပညာပိမှန်တွေတဘာဝသမိုင်းပြတိုက်တွေသိပ္ပံနဲ့စက်မှုပြတိုက်တွေအစရှိတဲ့ကမ္ဘာကျော်အဆောက်အဦတွေအများကြီးရှိတဲ့မြို့တစ်မြို့ဆိုလည်းမမှားပါဘူးရှင်။ဆန်ကတော့ဟီကာဂိုမြို့လေးကိုရောက်တာနဲ့အရင်ဆုံးလုပ်ဖြစ်တဲ့အရာကတော့အစားစားခြင်းပါပဲဆန်ကြိုက်ဆုံးဖြစ်တဲ့မာလာရှန်ကိုအရင်ဆုံးသွားစားဖြစ်ခဲ့ပါတယ်အဲ့တော့ဆန်နဲ့တူလိုက်ပြီးကြည့်ပေးပါဦးရှင်မာလာရှန်ကောတွေမာလာမောက်ချောက်တွေအများကြီးမာလို့ရတဲ့အထက်ကမှဆန်ကတော့မာလာရှန်ကောမှာပြီးဆွဲပါတယ်မာလာရှန်ကောစားပြီးတော့ဒီဆိုင်လေးရဲ့အနောက်ဖက်နားမှာကိုရီးယားတောင်ပုံစံမျိုးပြီးတော့ China တောင်ပုံစံမျိုးအသေးစားလေးပေါ့နော်ဆိုင်ခန်းအသေးလေးတွေအများကြီးဖွဲ့စည်းထားတဲ့ဈေးဆိုင်တန်းလေးတွေကိုလည်းဆန်တို့ပတ်ပြီးတော့ကြည့်ခဲ့ပါသေးတယ်ဆန်တို့မြို့ကနေတောက်လျှောက်ချီကာဂိုကိုတောက်လျှောက်ကားနဲ့လာပြီးတော့စားရတွေတောက်တာတွေလုပ်ပြီးပြီဆိုတော့လေဆန်တို့တဲဖို့ဟိုတယ်ကိုသွားပြီးတော့ဆန်တို့တွေဟိုတယ်ချက်ခင်လေးသွားလုပ်လိုက်ပါဦးမယ်ပြီးရင်တော့ညနေဘက်မှာတခြားနေရာလေးတွေသွားလိုက်ရအောင်ကိုဆန်နဲ့တူလိုက်ပြီးကြည့်ပေးကြပါဦးရှင်ဟိုတယ်မှာ check in ဝင်ပြီးတော့ရှီကာဂိုတောင်တောင်နဲ့ကိုသွားလည်ရင်းနဲ့ Instagram နဲ့ TikTok မှာနာမည်ရမ်းကြီးနေတဲ့ Hottie ဆရာကြီးနဲ့လည်းတွေ့ခဲ့ပါသေးတယ်ရှင်လူဝင်ရုပ်ကြီးကကပြဖြော်ပြနေရကိုတပုံတူတွေ့ရိုက်ဖို့လုပ်ပြီးသွားတော့မှအထက်ထဲမှာလူဝင်နေမှန်းတိတိနဲ့ဆန်ဘလူကြောက်ခဲ့လဲဆိုတာကိုမေးပေးအောင်ခုကတော့ချီကာဂိုရဲ့ Ribbon Walk ကိုပဲရောက်နေတာဖြစ်ပါတယ်ဒီမြေချောင်းတစ်ချောင်းမှာရှိတဲ့ဘီတုကအဆောက်အဦတွေရဲ့လှပတဲ့အမှုပညာလက်ရာတွေကိုခန်းစားခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီ cruise တွေစီးပြီးတော့လည်းအလှပတွေကိုကြည့်ရှုခန်းစားလို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းမြစ်ချောင်းရဲ့ဘေးနားကဒီလိုလမ်းလျှောက်လို့ရတဲ့ area တွေကနေလမ်းလျှောက်ပြီးတော့လည်းတွားပြီးတော့လှည့်လည်ကြည့်ရှုလို့ရပါသေးတယ်ဆန်နဲ့တူတွားကြည့်အောင်ရှင်
နိုင်ငံတကာကခီးသွားဧည့်သည်တွေလာရောက်လေပတ်တာကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်။မြေကြောင်းတစ်လျှောက်ကတော်တော်လေးလမ်းကြောင်းကလည်းရှိတော့ဇန်တို့တွေစကားပြောရင်းထပ်ပုံရိုက်ရင်းနဲ့ဒီလမ်းလေးကိုရှောက်ပြီးအမှတ်တရဖန်တီးခဲ့ဖြစ်ပါတယ်။မြေပြင်နားမှာလည်းအလှပတွေရှုခင်းတွေအကုန်လုံးလိုက်ကြည့်ပြီးသွားလို့လမ်းလည်းတော်တော်လေးရှောက်ပြီးသွားပြီပြီးတော့မော်လည်းမောနေပြီပြီးတော့ဘိုက်လည်းစားနေပြီဆိုတော့ညစာစားဖို့အတွက်ဆန်တို့တွေချိုင်းနာတောင်ကိုပြန်လာခဲ့ပါတယ်ပြီးတော့ချိုင်းနာတောင်မှာဗာဆိုင်ရင်ကောင်းမလဲလို့ဆိုင်နေလိုက်ရွေးချယ်ရင်းနဲ့ဒီတရုတ်ဆိုင်လေးမှာပဲညစာစားဖြစ်ခဲ့ပါတယ်ညစာစားလို့ပြီးပြီဆိုတော့ဆန်တို့ဟိုတယ်ကိုပြန်ပြီးတော့နားလိုက်ပါဦးမယ်ဆန်ရဲ့နောက်နေ့တွေမှာရှိကဂုံမျိုးတွေကိုဘယ်လိုမျိုးတွေသွားပြီးလည်မဲဘယ်လိုတွေစားတော့မလဲဆိုတာကိုဆန်နဲ့တူလိုက်ပြီးတော့ကြည့်ပေးကြပါအောင်ရှင်နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြမယ်နော်အားလုံးပဲမင်္ဂလာပါ